world, mama. Good living life. Roll with the roll,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  with the world, mama. People killing, people dying, children hurt and you hear them crying. Can you practice what you preach? And would you turn people that you မင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်ဗီဒီယိုလေးမှာကျတော့ကိုအောင်ဖြိုးပြောထားတဲ့ character လေးကိုဘယ်လို approach လုပ်လဲပေါ့နော်အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မောရုပ်ရှင်ရိုက်တော့သူကကိုအောင်ဖြိုးကကျွန်တော်နဲ့ BDS တောက်လျှောက်ပါတာပေါ့နော်ကျွန်တော် pre လုပ်တဲ့အချိန်ကစပြီးတော့တော့ post အချိန်ဒီရိုက်ကူ PC ရဲ့အချိန်ဒီသူတောက်လျှောက်ပါတာပေါ့နော်အဲ့မှာမှသူက character တွေဘယ်လို approach လုပ်လဲဆိုတာလေးကိုသူကမေးထားဖြစ်ပါတယ်ဆိုတော့ director တယောက်အနေနဲ့ကိုယ့်လက်ထဲကိုဇာညွှန်းရောက်လာပြီဆိုတဲ့အချိန်မှာ character တွေကိုဘယ်လို approach လုပ်လဲဘယ်လိုချင်းကပ်လဲဒီ character တစ်ခုကိုဝင်သွားအောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာပေါ့နော်အဲ့မှာကိုကျွန်တော်မောရုပ်ရှင်ရိုက်တုန်းကအတွေ့အကြုံနဲ့ sharing လုပ်ပေးချင်ပါတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီပေါ့နော်အဓိကတော့ကျွန်တော် character တစ်ခုကိုကျွန်တော်ဒီဇညုံဖတ်ပြီးသွားပြီဆိုတဲ့အချိန်မှာ character တစ်ခုရတယ်ပေါ့နော်ဒီလူကတော့ဒီ character ဒီလူကဒီ character ပြီးတော့ဒီလူတွေကိုကျွန်တော် character တွေကိုမှာ casting ကျွန်တော်ရွေးပြီးသွားတဲ့အချိန်မှာသူတို့တရုပ်ဆောင်တွေပေါ်လုံးကိုကျွန်တော်တစ်ခုမေးတယ်ပေါ့နော်ရိုက်ကူးရေးကတော့ကျွန်တော်ကဘယ်ရက်ကနေဘယ်ရက်အထိကျွန်တော်လုပ်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကို pre အချိန်ပေးရမယ်ရိုက်ကူးရေးအချိန်ပေးရမယ်အဲ့ဒီအတွက်2လပေါ့နော်2လရိုက်ကူးတဲ့ကာလပေါ့ pre ရောသူတို့ကိုကျွန်တော်ဇညုံမပါကျွန်တော်တို့ setting production ရဲ့ pre မပါတရုပ်ဆောင် character ပဲလို့ကျွန်တော်တို့2လတိတိကျွန်တော်အချိန်ပေးပါ online type ပေါ့နော်အဓိကတော့ online type ပေါ့ main ကတော့ online type ကို2လတိတိဘာလို့မှမလုပ်ပဲနေပြီးလို့ရမလားကျွန်တော် character ကိုပဲကျွန်တော်တွင်းချင်ပေါ့နော် character တွင်းချင်လို့ဘာလုံးဝမလုပ်ပဲနဲ့2လတိတိလုပ်လို့ရမလားအဲဒီကြားထဲမှာသူ commercial ရိုက်တွေရှိတယ်တချို့သူအရင်ရိုက်ပြီးသား poster shoot တွေရှိတယ်အဲ့မှာကျွန်တော် character ရဲ့မှုကိုကျွန်တော်တွင်းထားတဲ့အတွက်အဲ့ဒီကိုလည်းမသွားစေချင်ဘူးပေါ့နော်မလုပ်စေချင်ဘူးသူကတော့ဖြည့်ဆည်းပေးတယ်အဲ့ဒီအတွက်ကျွန်တော်နောက်အတိတိဘာလဲဘာမှမလုပ်ရဘဲနဲ့ငုံတို့ထိုင်ခိုင်းတာဒီ character ကိုပဲကျွန်တော်မှုသွင်းပြီးတော့ထည့်ထားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီကျွန်တော်ရဲ့မောရုပ်ရှင်မှာ character က1 2 3 6ယောက်ပေါ့နော်6ယောက်မှာမဖြစ်မနေက9ယောက်အဲ့မဖြစ်မနေ9ယောက်ကတော့ကျွန်တော်ရဲ့ဒီ2လတာမှာကျွန်တော်ပဲအချိန်ပေးထားရမယ်ဘယ်မှမသွားအောင်ဆိုပြီးကျွန်တော်တို့အကုန်လုံးကို request လုပ်ထားတာပေါ့နော်သူတို့အကုန်လုံးကလည်းကျွန်တော်ကိုအကူအညီပေးကြပါတယ်ပြီးတော့အကူအညီပေးပြီးတော့လုံးဝဒီ2လလုံးကိုတခြားအလုပ်တွေလက်မခံဘူးပေါ့နော်လက်မခံမင်းနဲ့ဒီကားကိုပဲအောင်စိုက်ပြီးတော့လုပ်ကြတယ်ဆိုတော့အဲ့ဒါလည်း first step ပေါ့နော်ဒါ character ကိုဘယ်လိုချင်းကပ်မလဲဆိုတဲ့အချိန်မှာသူတို့ကိုကျွန်တော်ရဲ့ဇာတ်ကားရဲ့ character မူသွင်းဖို့အတွက်သူတို့မှရှိတဲ့မြတ်အရာအားလုံးကျွန်တော်ကခွာချဖို့အရင်လုပ်ရတာဆိုတော့သူတို့နဲ့ကျွန်တော် first time တွေ့ပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ဟာတွေအကုန်လုံးပြောတယ်ကျွန်တော်သူတို့ကိုဘယ်လိုဖြစ်ချင်လဲဆိုတော့ဒီအရင်တော့လောက်ထားတဲ့ character တွေကိုယ့်ရဲ့ငါဒီလိုလူပါငါဒီလိုပြောတတ်ပါတယ်ငါဒါလုပ်တတ်ပါတယ်ဆိုတာအားလုံးခဏမေးထားလိုက်မေးထားပြီးတော့ကျွန်တော် character ကိုပဲတွင်းမယ်အဲ့ဒီအတွက်အကုန်လုံးကို clear ဖြစ်အောင်ကျွန်တော်အရင်ဆွဲထုတ်လို့သူတို့မှရှိပြီးသားစိတ်တွေအကုန်လုံးသူတို့မှကျွန်တော်လူတွေကအမြဲတမ်းအယောင်စိုးထားကြတယ်သူတို့ရဲ့ပင်ကိုဆိုတဲ့ဟာကိုကျွန်တော်တို့ကတောင်းမြင်ရဖို့ခက်ခဲဒီတရုပ်ဆောင်တွေဆိုပို့ပြီးတော့စိုးတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့က character တိုင်းကိုသူတို့ကဝင်စားထားတဲ့သူတွေကိုဇာတ်ကားတွေတစ်ခုပြီးတစ်ခုပြောင်းသမျှသူတို့က character တွေကိုဝင်စားထားတဲ့သူတွေဆိုတော့ကျွန်တော်ရဲ့ဒီမောရုပ်ရှင်မှာကျွန်တော်လိုချင်တဲ့ character ဒါဆိုရင်အဲ့ကျွန်တော်ရဲ့ character ကိုသူတို့ကိုမသွင်းခင်မှာကျွန်တော်တို့အကုန်လုံးမှာရှိတဲ့အယောင်တွေအကုန်လုံးကျွန်တော်အရင်ဆုံးချွတ်ချပါပေါ့နော်ဆိုတော့အားလုံးကကျွန်တော် cast တွေအကုန်လုံးကသူတို့လုံးဝ clear ဖြစ်သွားပြီသူတို့ pure ဖြစ်သွားပြီဆိုတဲ့အချိန်ကျမှကျွန်တော် character ကိုစပြီးတွင်းတာကျွန်တော်တို့အရာလူတွေကတိတာဒီလူကဒီလိုဖြစ်နေပြီဒီလူက dramatic အရင်များတယ်ဒီလူကတော့ comedy ဘက်ဖြစ်နေတယ်ဒီလူကပေါ့အစားဖြစ်တယ်အဲ့လိုမျိုးတွေခါလေးကြနေရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာသူတို့အရင်တော့ဝင်ထားတဲ့ character ဝင်စားမှုတွေအကုန်လုံးကိုကျွန်တော်အရင်ဆုံးဖယ်ထုတ်တယ်အရင်ဆုံးဖြူရောင်ရင် plain သူတို့အကုန်လုံး plain ဖြစ်အောင်ကျွန်တော်အရင်ဆုံးလုပ်တာပေါ့နော်အဲ့
အဲ့လိုလုပ်ပြီးတဲ့အချိန်ကြာမှာသူတို့ blame ဖြစ်သွားပြီဒီလိုကျွန်တော်ခံစားရပြီသူတို့ရဲ့ pure စစ်ပေါ့နော် iron type ဆိုလဲ iron type pure ဖြစ်သွားပြီကျန်တဲ့လွှမ်းမိုးမှုတွေအရင်တော့စိတ်ခံစားချက်တွေလွှမ်းမိုးမှုတွေ character လွှမ်းမိုးမှုတွေသူတို့ပေါ် influence ဖြစ်ထားတဲ့အကုန်လုံးကိုကျွန်တော်ဖယ်ချလိုက်ဖယ်ချပြီးသွားတဲ့အချိန်ကြာမှာကျွန်တော်ရဲ့ character ကိုစပြီးတော့ကျွန်တော်ဝင်စားလုပ်တော့ပေါ့နော်ဆိုတော့အဲ့ဒီအချိန်တွေထဲမှာကျွန်တော်မှတ်ထားတဲ့ထဲကနေပြီးတော့ကျွန်တော်နည်းနည်းပြောရတခုအရင်ဆုံးစပြောရမယ်ဆိုရင်ဘာလဲဆိုတော့သူတို့ရဲ့ကျွန်တော်ခုနကဖယ်ချတဲ့အချိန်မှာသူတို့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့သူတို့ရဲ့မိသားစုအခြေအနေတွေကျွန်တော်သိအောင်လုပ်တယ်ပြီးတော့သူတို့ရဲ့စိတ်ခံစားချက်တွေအခုဘယ်လိုဖြစ်နေရလဲအဲ့ဒါကိုကျွန်တော်သိအောင်လုပ်တယ်ပြီးတော့နောက်တစ်ခုကသူတို့ရဲ့ influence ရှိထားတဲ့ဟာတွေကဘာတွေလဲကျွန်တော်သိအောင်လုပ်တယ်ပြီးတော့သူတို့ရဲ့ weak point တွေကိုကျွန်တော်ရှာတယ်ပြီးတော့သူတို့ရဲ့အားသာချက်တွေကိုကျွန်တော်ရှာတယ်ဆိုတော့အဲ့ဒါတွေလုပ်နေတဲ့အတော်တွင်းမှာကျွန်တော်ကငါအနေတို့ကိုpure ဖြစ်အောင်လုပ်နေရပါ clear ဖြစ်အောင်လုပ်နေရပါမျိုးရှိရဲ့ weak point တွေအကုန်လုံးငါထုတ်နေရပါလို့တော့ကျွန်တော်တော့မပြောဘဲနဲ့သူတို့ကိုကျွန်တော်အမြဲ script reading ကျွန်တော်လုပ်ဖို့အတွက်ကိုကျွန်တော် studio ခေါ်တယ်ခေါ်ပြီးတော့ table ပေါ်မှာကျွန်တော်တို့ table talk ပေါ့နော်စကားတွေပြောကြတယ်စကားတွေပြန်လည်ပြောကြတယ်အများကြီးပြောပြီးတော့မှသူတို့ရင်းထဲမှာဘာတွေရှိနေရလဲသူတို့ဘလို့အခက်အခဲတွေရှိနေရလဲဘာဖြစ်နေရလဲအဲ့ဒီကောင်ကိုအရင်ဆုံးကျွန်တော်သိအောင်လုပ်တယ်ပြီးသွားပြီဆိုတော့ねအဲ့ဒါကိုပေါ့နော်စတူဒီယိုမှာလည်းကျွန်တော်လုပ်တယ်ခါကျရင် coffee site မှာလုပ်တယ် coffee site မှာကျွန်တော် coffee တောက်ကြတယ်ပြောကြတယ်ဘာစားမလဲစားကြရင်တောက်ကြရင်လည်းသူတို့ရင်းထဲခံစားချက်တွေဒီရုပ်ရှင်ပေါ်သူတို့အမြင်တွေရုပ်ရှင်တစ်ခုကိုသူတို့ဘလို့ခံစားတတ်တယ်ပြီးတော့နောက်တစ်ခုကရုပ်ရှင်တစ်ခုကိုခံစားတဲ့အချိန်မှာသူတို့ကဘယ်ရှုထောင့်ကနေခံစားရလဲပြီးတော့သူတို့ကဘယ်လိုရုပ်ရှင်တွေကြိုက်တတ်တာလဲပြီးတော့သူတို့ဘဝကိုထင်ဟပ်အောင်လုပ်နိုင်တဲ့ရုပ်ရှင်တွေဘယ်လိုရုပ်ရှင်တွေဖြစ်လဲအဲ့ဒါတွေကိုကျွန်တော်မေးတယ်အဲ့ဒါလေးရှူရဲမှာလည်းပြောတယ်ကျွန်တော် coffee sign တွေမှာလည်းပြောတယ်ပြီးတော့ဘားတွေလည်းသွားတယ်ရက်တောက်လာရက်တောက်ပြီးသွားရင်လူတွေကဘေဘီရောသူတို့ရဲ့အကျင့်တွေရောအမူအကျင့်တွေရောသူတို့ဖုံးထားတဲ့အရာတွေလည်းထွက်လာဆိုတော့ရက်တောက်နေတဲ့အချိန်မှာလည်းသူတို့ရဲ့ character အမှန်ကိုကျွန်တော်မြင်ရပါတော့မြင်ရတဲ့အချိန်မှာသူတို့ဟာဒီလူကတော့ဒီလိုရှိတယ်ဒီလူကတော့ဒီလိုရှိတယ်လို့ကျွန်တော်အားအလေးတွေကိုကျွန်တော် record လုပ်တာသူတို့ရဲ့ခံစားချက်တွေကိုကျွန်တော်လုံးဝအကက်ချက်ဖြစ်အောင်မိအောင်ပေါ့နော်ကျွန်တော်လိုက်ဖမ်းတာကျွန်တော်အကုန်လုံးကိုလိုက်ပြီးတော့ record လုပ်တယ်ဖမ်းတယ်ပြောတယ်အဲ့ဒီကောင်ပြီးသွားပြီဆိုတာလေဒီလူကတော့ဒီလူကငါဘယ်လိုကင်တွယ်မယ်ဒီလူဘယ်လိုကင်တွယ်ဒီလူဘယ်လိုကင်တွယ်မယ်ဆိုရဲဟာလူကျွန်တော်ပြန်သွားတာပေါ့နော်အဲ့လိုပြန်သွားတာမှာအဲ့လိုပြန်သွားနေရင်းနဲ့မှာကျွန်တော်ရဲ့ character ကိုကျွန်တော်ပြန်ပြီးတော့ထည့်တာဆိုတော့ဒါကြားပြပြောရရင်တော့သူတို့ကျွန်တော်ကို2လလုံးပေါ့နော်ဒီ production time 2လလုံးကျွန်တော်အချိန်ပေးရတဲ့အတွက်လည်းဒီ more ရုပ်ရှင်မှာပါတဲ့ cast တွေအကုန်လုံးကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်အဲ့အတွက်လည်းကျွန်တော်ပြန်ရလိုက်တဲ့သူတို့ရှိရ output ကြီးရလဲသူတို့ပြောရရင်သူတို့ရဲ့ live မှာကျွန်တော်သူတို့ဒီအချိန်ထိပေါ့နော်နောက်တစ်ချိန်တော့ဒီတက်ပိုကောင်းလာမှုတွေအများကြီးရှိတယ်ဒီအချိန်ထိမှာသူတို့ရှိရတယ်အကောင်ဆုံးရတယ်ကျွန်တော်ရလိုက်တယ်လို့ခံစားရတယ်ဆိုတော့အဲ့မှာသူတို့ရဲ့ခုနက weak point နဲ့အားသာချက်တွေကို weak point ဘာရှိလဲအားသာချက်ဘာရှိလဲလို့ကျွန်တော်သူတို့ကိုလေ့လာနေမှာသူတို့တရုပ်ဆောင်စွမ်းအားတရုပ်ဆောင်နိုင်မှုဇာတ်ကားကိုစီးဝင်နိုင်မှုအဲ့ရလူတစ်ယောက်ချင်းစီကမတူကြအဲ့မတူကြတဲ့အချိန်မှာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့သူတို့ကဒီတစ်ယောက်ကတော့ဒီလောက်လုံးနိုင်တယ်ဒီတစ်ယောက်ကဒီလောက်လုံးနိုင်သူရဲ့အလုံးနိုင်ဆုံးအားကဘယ်လောက်လဲအဲ့ဒါကိုကျွန်တော်လေ့လာတယ်ပေါ့နော်လေ့လာတယောက်နဲ့တယောက်ကမတူဘူးတယောက်ရဲ့အကောင်ဆုံးမှာဟိုတယောက်ရဲ့အလေလက်လောက်လည်းရှိနေမှာဆိုတော့တယောက်ရဲ့အကောင်ဆုံးနဲ့တယောက်ရဲ့အကောင်ဆုံးတယောက်ရဲ့လုံးနိုင်စွမ်းအားတယောက်ရဲ့လူတယောက်ရဲ့တရုပ်ဆောင်နိုင်မှုအားထုတ်နိုင်မှုဆိုတော့တယောက်နဲ့တယောက်သူကမတူကြဘူးဆိုတော့ပြီးတော့ကောင်းခြင်းမကောင်းခြင်းအားသာခြင်းအားနည်းခြင်းကလည်းတယောက်နဲ့တယောက်မတူကြဘူးတယောက်အားသာမှုကတယောက်နည်းတယ်တယောက်ရဲ့အားကောင်းမှုကနောက်တစ်ယောက်ကလည်းမိခြင်းမှမိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့တယောက်နဲ့တယောက်ကမတူကြဘူးမတူကြတဲ့အချိန်မှာကျွန်တော်က character တယောက်ချင်းစီကိုသူ့ကိုပေးတော့မယ်ဆိုရင်okay ကျွန်တော်တချို့စေးနေဆိုရင်ဒီ casting လုပ်ပြီးကမှဒီလူတွေရဲ့ကျွန်တော်အမူအကျင့်တွေဒီလူတွေဘယ်လောက်လုံးနိုင်လဲဆိုတော့ကျွန်တော်သိသွားပြီဆိုတဲ့အချိန်မှာတချို့စင်းနေကျွန်တော်ပြန်ပြီးတော့ rewrite ပြန်လုပ်တာပေါ့နော်
ပြန်ရေးဒီလူကတော့ဒီလောက်လုံနိုင်တယ်အဲ့ဒီတော့ငါသူတို့လောက်ွက်ပေးကိုပေးရမယ်အဲ့ဒီတော့ဒီလူကိုငါဘယ်စင်းလောက်ခိုင်းမယ်ဆိုတာမျိုးတွေပါကျွန်တော်ကပြန်ချိန်ရတာပေါ့နော်အဲ့လိုမျိုးတွေကကျွန်တော်ပြန်ပြီးတော့လုပ်တာအဲ့ဒါတော့ကျွန်တော် scramble အနေနဲ့လုပ်တာပေါ့နော် script ပြီးတဲ့အချိန်မှာ scramble အနေနဲ့နောက်ကျမှကျွန်တော် script နဲ့ scramble နဲ့script ရဲ့ step by step ဘယ်လိုပြောင်းလဲသွားလဲဆိုတော့ပုံစံတွေလည်းကျွန်တော်အသေးစိတ်ထပ်ပြီးတော့ပြောပြပါအောင်မယ်အခုကတော့ character နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေရတော့ character ကိုပဲကျွန်တော်ဆက်ပြောဝင်ပြပါအခုကအဲ့မှာကျွန်တော် character တယောက်ချင်းတည်းဒီလူကဒီလောက်လုံနိုင်နေဆိုရင်သူ့ရဲ့စက်သိန်းမှာသူဒီလောက်လုံမယ်အဲ့တော့သူ့ကိုဒီမှာငါဒီလောက်ထားမယ်သူ့ကိုဒီလောက်ထားမယ်ဆိုတော့ဇလန်တစ်ခုလုံးရဲ့ကျွန်တော်တန်ဖိုးကြီးကိုလည်းချိန်တယ်ပြီးတော့ character တယောက်ချင်းစီကိုလည်းကျွန်တော်တန်ဖိုးတွေကိုကျွန်တော်ကိုယ်တိုင်ပြန်ချိန်ပြီးသွားတယ်ချိန်ပြီးသွားတော့မှဇညုံကို script ကိုတစ်စင်းချင်းကြီးကျွန်တော်ဖတ်ပြီးတော့မင်းကတော့ဘယ်လိုဒီနားမှာမင်းဘယ်လောက်ပဲမင်းခံစားမှုကဘယ်လောက်ရှိရဆိုတဲ့ဟာမျိုးကိုကျွန်တော် detail ဖြည်းချင်းကျွန်တော်ပြန်သွားတာပေါ့နော်ပြီးတော့ကျွန်တော်ဇညုံထဲမှာလည်းမပါဘူးတခါလေကြာရင်သူတို့ခံစားထားရမယ့် feeling သူတို့ရဲ့ life သူတို့ဖြတ်သန်းလာတဲ့ဟာကို character ရဲ့ life တွေကိုကျွန်တော်သူတို့အထဲကိုတွင်းလာပါတော့ so သူတို့ကြားလိုက်တော့ဆိုရင်အောင်ရင်ထိုက်ကတော့အထူးခြားဆုံး character တစ်ယောက်ပေါ့နော်ဆိုတော့အောင်ရင်ထိုက်ဆိုရင်သူဘာတွေအောင်ဖြစ်လဲဆိုတော့ဟိုအပြင်လူတွေနဲ့မှသူစကားပြောတဲ့အချိန်မှာကတော့တစားတွေဖြစ်တဲ့အိမ်ကမိသားစုတွေကလည်းဟာဘယ်လိုဖြစ်နေတာနေတကူတော့မားနေပြီနော်ဆိုတော့အောင်ရတဲ့အပြင်တစ်ခါလေးနေတော့အဲ့လိုတခြား character တွေလည်းရှိရပေါ့နော်သူတို့အကုန်လုံးလည်းသူတို့ပတ်ဝန်းကျင်တယ်သူတို့ဘာသာစကားတိတ်မဖြစ်တယ်လို့ဖြစ်လာတယ်အာဒန်ဦးတို့ဆိုလည်းသူစိတ်ကြီးကတမျိုးကြီးဖြစ်နေတယ်တဲ့သူဘလို့ဖြစ်နေရတယ်ကျွန်တော်ပထမတော့မပြောဒါပေမဲ့သူတို့ character တွင်းနေတွင်းပြီးတဲ့အချိန်မှာသူတို့ changes ဖြစ်လာပေါ့နော်ဆိုတော့သူတို့မဟုတ်တော့ဘဲနဲ့ကျွန်တော် character တွေဖြစ်နေတယ်အဲ့ character တွေကကျွန်တော်ရဲ့ story ပေါ်မှာတော့တက်ရောက်မှုကအကောင်းတယ်ဒါပေမဲ့သူတို့ရဲ့ပတ်ဝန်းကျင်မှာသူတို့ရဲ့ life မှာတကယ်သူတို့အိမ်ပြန်သွားတဲ့အချိန်မှာသူတို့ရင်ဆိုင်ရတဲ့ပတ်ဝန်းကျင်နဲ့သူတို့စကားပြောနေကြလူတွေကသူတို့ပေါ့နေတခုတော့မားတယ်နေတခုလွဲနေပြီနော်နေရင်နဲ့မတူတော့ဘူးနော်ဆိုတော့ feedback တွေပါရတယ်ပေါ့နော်အဲ့လိုအထိကိုသူတို့က character ကိုဝင်စားနိုင်အောင်ကျွန်တော်ကဒီတော့တွင်ဘာမှမလုပ်ပါနဲ့ဒီကျွန်တော်ရုပ်ရှင်ဖန်နေတဲ့တော့တွင်ဘယ်သူဒီရုပ်ရှင်ကိုမှဘယ်သူ series ကိုမှဘယ်သူfilm making ကိုမှတွားပြီးတော့တရုံမဆောင်ပါနဲ့မနေပါနဲ့လို့ကျွန်တော်က request လုပ်ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်အကျိုးသက်ရောက်မှုကတော့ကျွန်တော် film အတွက်ကိုအရင်သက်ရောက်မှုရှိတယ်အဲ့ဒါကဒါသူတို့ကိုအရင်ဆုံး clear အရင်ခွာချပြီးတော့ character ကိုကျွန်တော်ဘယ်လိုသူတို့ build လုပ်မယ်သူတို့ကျွန်တော် character ဝင်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုဒါ pre အနေနဲ့သူတို့စပြီးတော့လုပ်တဲ့ first step ပေါ့နော်အဲ့ first step လေးကိုကျွန်တော်အရင်ဆုံးပြောရခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကျွန်တော်ဒီတက် first step ပြီးတော့ second step မှာဘယ်လို reset လုပ်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ